ပြင်းငါတိလာအဲ့ဟိုလန့်နေငါတော့ကလို့လေပြန်တရေပုံကြီးပေါ်လာမှာပါလို့ဒီ ကျွန်တော်တဲပုံပြပါဦးကျွန်တော်ပြချင်တာဒါပဲပြချင်တာကျွန်တော် သူများရဲ့လူမျိုးလေးချက်စရာခေါင်းအောင်လုပ်ပြပါလားကြည့်ချင် အမောင်နှစ်ယောက်တည်းတယောက်လောက်ဘယ်ဘက်ကိုဒီလိုဘေးစခွင်ကိုပါလေးနဲ့ကပ်ပြီးလို့ရတာ တိလာဘာမှမဆိုလို့တိလာ ဟုတ်ပြီရကြည့်ရနော် မကြည့်မ Yeah, boy. သူလုပ်ပြလေငါတကယ်ပြောသဘောကျတော့လက်ဒီကန်ကြီးနဲ့အေးဆက်နေမယ်တိလာလက်တောင်အေးဆက်နေရမယ် ဟာကျွန်တော်မရတော့ကျွန်တော်ရင်နေပါခုံသွားရင် အေးလို့ဟုတ်တယ်တကယ်ပြောငါလည်းရလို့ရင်ခုန်လို့ ရင်တကယ်ခုံနေပြီမယုံရင်ခုံတန်းလေးနားထောင်ရော့ အဲ့ဆိုအခုကတောင်ကြီးမှနေညာပေါ့ တောင်ကြီးမှနေရကျွန် အရင်အေးရအောင်တောင်ကြီးမှ ဟုတ်တယ်အေး ယူဆောင်အဲ့ဒါတကယ်တော့ဟိုမဖြစ်နေမီးမလှုံအောင်ငါရင်ခွင်နဲ့လာနေရမှာအဲ့ဆိုနွေးတော့ငါနေ ခုံဝင်တိုင်ပင်ထိုးလိုက်တော့မယ်လေကျွန်တော်တိုင်ပင်ထိုးလို့ရထိုးလိုက်တော့မယ်အခက်မဟုတ်အခုကနောက် PC အစ်စ်ဝယ်တဲ့ချိန်ကျတကယ်ထိုးမှာအခုက PC မဝယ်နိုင်လို့ ရပါတယ်မဟုတ်မတင်ရတယ်ငါကြောက်ငါရှက်လို့လေတင်ငါပဲသူများကိုတင်တယ်ငါ့ကိုတင်တော့ငါရရှိတတ်တယ်ပါဆိုဟုတ်တော့ကြာနေတည်ရမလားငါအရန်ကြီးပျော်ပြီးမှလက်တွေအေးဆက်နေရကြီးခုန်လာရောပါနေရရှက်စီရ တမ်းမှာတော့ပါမန်လေးမှာပါတော့အလုပ်ကိစ္စတော့မဟုတ်အလဲလား အဲ့လေ ဟာတယောက်ကအလဲတယောက်ကအလုပ်ကိစ္စ သူကနေလေအမအလုပ်ကို ဟုတ် ငါဘာမှလုပ်စရာမရှိရ ဘာမှမခိုင်း ငါလုပ်လို့ရတခုရှိရနေကောင်းပါလေ Nice. သူကရင်းနေတော့သူ စိတ်ချအမရင်တောင်ပြန်လာမှာနော်အမရင်ပြန်လာမှာသူထားခဲ့မှာမောက်ကန်နေပြေးပြီး ရ နေတွေ့တယ် ရကျွန်တော်ကဖို့ကောင်းစောနာ အိတ်တော့မဲဟုတ်ပြီနော်မျိုးသား အာငါရုပ်တည်ပဲနေတော့မယ်ခက်တည်ပဲပြောတော့မယ် မျိုးသားလေးကစစောအိတ်ခိုင်းအိတ်ရမှာပေါ့ တောင်း မျိုးသားလေးကောင်းပြီ နဲ့ငါစိတ်ညစ်တယ်ငါလည်းတော့ရုပ်စိုးနေပြီရုပ်တည်ကဘာရုပ်တည်ဖြစ်နေ ပြောပြစကားနားထောင်လို့ ကဲကြပါဦးအဘရံပေးမှာနော် တကယ်အဝါဆိုတာဆက်ကိုပို့ပြီးတော့ဟိုစားဖြစ်တယ်ဗျလေးနေတယ်ဗျအခြေအမတင်ကေတာတစ်ခုပဲလေ အပြူကြီးကိုချစ်ချောင်းနေတော့ပြောနေအပြူကြီးကအမှန်တောင်ကြီးလာလိုက်လာလိမ့်မယ်နည်းရထွက်ပြေးရမှာနော်